ခြားကဘာရောက်သွားတဲ့ကိုတုတ်ကြီးအပိုင်းလေးကိုတုတ်ကြီးအပိုင်းလေးမှာတော့စရုပ်တပြိုင်ပွဲကစနေပြီးဒီပြိုင်ပွဲရဲ့စင်းမြင့်ကခုံပေါ်မှာတင်ထားတဲ့တရပူတစ်ခုကိုအပြန်ဆိုင်တိုက်ခိုက်ပြီးနောက်ဆုံးတစ်ယောက်ထဲကြမ်းမှသာဒီတရပူကိုရမှာဖြစ်ကဒါဆိုရင်တော့နောက်ဆုံးအပြီးတိုင်အောင်နိုင်သူဖြစ်ပါပြီဒီလိုဆိုတော့ပြိုင်ပွဲဝင်စအုပ်စလုံးကိုနိုင်တူနိုင်အပြိုင်ကျဲရမယ်ပွဲကောင်းတစ်ပွဲပါပဲတန်နေရာမှာတော့ကိုချမ်းကြီးကပြိုင်ပွဲဝင်၃စလုံးကိုသူ့ထားနဲ့အားရပါရရဲရဲဆက်ဆက်တက်ဖြတ်လိုက်ပါတယ်ကိုတုတ်ကြီးကတော့အသေးရလာတဲ့ရွှေရောင်ချက်ကာကိုအသုံးချဖို့တခြားပြိုင်ပွဲဝင်သူတွေကိုစောက်ခွက်လိုက်ပြောင်ပြီးဒေါသထွက်အောင်လို့စားနှောင်နေပါတယ်ဟေ့အောင်ချုပ်ပါပြီပွန်ညံညုံမုံလိုက်စိုးလိုက်ဒီလိုတွေစနေတော့ဟိုကောင်တွေလည်းကိုတုတ်ကြီးကိုအမြဲဖြတ်ဖို့တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ကိုတုတ်ကြီးကဘာတစ်ခုမှပြန်မလုပ်ပါဘူးရွှေရောင်ချက်ကာကိုသုံးထားတာကြောင့်ဟိုကောင်တွေရဲ့တိုက်ခိုက်မှုကအချစ်ရလေးတစ်ခုတောင်မထင်သွားပါဘူးကိုတုတ်ကြီးရဲ့ခန္ဓာကိုယ်ဟာရွှေရောင်တွေတောက်ပနေပြီးရတယ်ရတယ်ဟာသူတို့ရဲ့တိုက်ခိုက်မှုကတိုးမပေါက်တာကြောင့်ကိုတုတ်ကြီးရဲ့စားနာမှုကိုခံနေရတော့ကြိမ်မနိုင်ခဲမရတွေဖြစ်ပြီးအကွက်ပေါင်းများစွာနဲ့အစွမ်းကုန်တိုက်ခိုက်တော့လဲမထီအောင်နောက်ဆုံးဘလို့မှမတတ်နိုင်တော့တာကြောင့်နှစ်ယောက်စလုံးအရှုံးပေးလိုက်ကြပါတော့တယ်ကိုတုတ်ကြီးကအသေးရလာတဲ့ရွှေရောင်ချက်ကာကိုတဘောတွေကျနေတုန်းသူ့ရှိမှမျက်နှာသွေးစွန်းနေတဲ့ကိုကျန်းကြီးကိုတွေးလိုက်ရပါတယ်တကယ်တော့ကြံသေးတဲ့ပြိုင်ပွဲဝင်တွေကိုကိုကျန်းကြီးကတပ်ပလိုက်တာပဲဖြစ်ပြီးအခုကိုကျန်းကြီးနဲ့ကိုတုတ်ကြီးပဲကြံပါတော့တယ်အောင်နိုင်သူကကိုကျန်းကြီးဖြစ်မယ်လို့အဝေးကကြည့်နေတဲ့ဘရင်ကြီးကခံမှန်းနေပါတယ်ဒီလိုနဲ့ကိုတုတ်ကြီးတို့တိုက်ပွဲကစတင်လာပါပြီကိုကျန်းကြီးကအလွန်လှည့်မြန်းတဲ့အမြန်နှုံးကိုတုံးပြီးကိုတုတ်ကြီးကိုခေါင်းဖြတ်လိုက်ပါတော့တယ်ကိုတုတ်ကြီးတည်ပြီးပွဲပြီးသွားတာကြောင့်ကိုကျန်းကြီးကသူသားကိုဓာတ်အိမ်နဲ့ပြန်၍ထည့်လိုက်ပါတယ်ဒါပေမဲ့ကိုတုတ်ကြီးရဲ့သွေးတွေကလုံခဲသွားပြီးခေါင်းပြက်ကြီးကနေပြန်ဆော့သွားတာပါဒီတော့ကိုကျန်းကြီးလည်းအော်သွားပြီးမင်းကိုစိတ်စိတ်မှမှလှုပ်ရင်တော့တေးတယ်မဟုတ်လားဒီလိုပြောလိုက်တော့ကိုတုတ်ကြီးကလှုပ်ရဲလှုပ်ကြည့်ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ကိုတုတ်ကြီးခေါင်းဆက်သွားတဲ့အကြောင်းရင်းကတော့ပြိုင်ပွဲတစ်လျှောက်ဒဏ်ရာရနေတဲ့ပြိုင်ပွဲဝင်တွေကိုများစင်းအောင်သေးရနဲ့ကုသပေးနေတာကြောင့်ပြိုင်ပွဲဝင်တိုင်းလည်းအသက်ရှင်သွားပြီးများစင်းအောင်သေးရအိတ်တွေကလည်း level 2ကိုတိုးမြင့်သွားကလက်ပြက်ချီပြက်ခေါင်းပြက်တွေကိုပြန်ဆက်သွားပြီးကုသပေးနိုင်တဲ့အစွမ်းကိုတိုးမြင့်သွားတာပါဒီတော့ကိုကျန်းကြီးကတုတ်ကြီးကိုဓာတ်နဲ့ပြေးပိုင်ဖို့လုပ်တော့ကိုတုတ်ကြီးစီကနေဓာတ်ချက်တစ်ခုကလာတာကြောင့်ခုခံလိုက်ရပါတယ်ကိုတုတ်ကြီးကအဝေးကနေဓာတ်နဲ့ဆွတ်ဆက်ခုတ်ပိုင်းနေတာကြောင့်ကိုကျန်းကြီးခမရမနဲ့ဓာတ်ချက်တွေကိုတားနေရပါတယ်အသွင်မြောင်းသားကအဆင့်နှစ်တက်သွားတာကြောင့်အဝေးကနေပြီးခုတ်ပိုင်းလို့ရတာပါကိုကျန်းကြီးကဓာတ်ချက်တွေကြားထဲကနေကိုတုတ်ကြီးကိုပြီးခုတ်တာကြောင့်ရွှေရောင်ချက်ကကိုကာထားလိုက်ပင်မဲ့ဒဏ်ရာအနှဲငယ်ရသွားပါသေးတယ်ဒီလိုနဲ့နှစ်ယောက်သားလဲဓာတ်တွေနဲ့အနီးကဲရှေပလန်နဲ့ခုတ်ပြီးရှေ့ကျန်းနေပါတယ်တစ်ဖက်မှာတော့ဘရင်ကြီးကဒီပြိုင်ပွဲကိုစင်ပြေးလက်ပြေးထိုင်ကြည့်နေပြီးပွဲအခြေအနေကိုသုံးသပ်လို့နေပါတယ်ချလေကွာဘယ်ဘက်မှာခုတ်ထဲလိုက်အောင်လာပွဲလာနေတဲ့ကဲ့သို့ဘရင်ကြီးကအားပေးလို့နေပါတယ်ကိုတုတ်ကြီးကလည်းကိုကျန်းကြီးရဲ့စကေးကြောင့်ဝက်ချီတော်အိုက်တွေကိုသုံးပြီးလေပေါ်ကနေအလင်းမြန်ပြေးနေရတဲ့အခြေအနေကိုရောက်နေပါပြီကိုကျန်းကြီးကတော့အခြေဟာလိုက်လို့ပြေးရလားပြေးလို့လိုက်တာလားလူများပြီးအောင်ပြောရခက်တဲ့ပင်ကြဲနေပါကိုကျန်းကြီးလည်းယူကြီးလို့နောက်ကပြေးလိုက်ရင်ကလွယ်ပြီးကြံတာမတက်နိုင်တော့ပါဘူးဒီလိုပြေးလိုက်တာ2နာရီထိုးသွားပြီးဘရင်ကြီးလည်းမေးထောက်ကကြည့်နေပြီးပြင်းလွန်းလို့အိမ်မပြောသွားအောင်မျက်လုံးကိုဒုံးနဲ့ထောက်ပြီးကြည့်နေရတဲ့အခြေအနေကိုရောက်သွားပါတယ်ဒီမှာရင်ကိုတုတ်ကြီးအပိုင်းလေးကပြီးသွားပါတယ်အပိုင်း9မှာရောကိုတုတ်ကြီးနဲ့ကိုကျန်းကြီးဘာတွေဆက်ဖြစ်အောင်ပါလဲ